ဆိုရင်10သိန်းကိုစိုးဒီနေ့တည့်ရဝင်နေဆိုတဲ့ဘာကတင်မှာလဲ ။ဘာမှမရမလို့စဉ်းစားနေရ။ကိုတီရောမသိသေးဘူး ဟာဘာမှသိရမှာလဲနားမှာစစ်တဲ့နေရာကိုရောက်နေရတဲ့တုံးပဲတဲ့နေရာတုံးလေးတမှာမြန်မာရနာတိုင်းရှိရလို့ကြားဘူးအဲ့ကိုလိုက်ဝင် ။ဟုတ်ပါဗျာ။အဲဆိုလေတဲတဘောလိုက်ပဲပြင်မယ်နော် ဒါမှတော့ကိုပေါ့သမီး ။တတဲအတွက်လက်စွပ်လေးပြပေးပါဦး ဟောဟုတ်ကဲ့လက်စွပ်လေးရှိရနော်ကြာပေးမယ်ဟုတ်လက်စွပ်လေးကဒီမှာနော်စိတ်ကြိုက်ကြည့်လို့ရပါတယ်ဗျအခုပါလေဒီမမလေးဆိုလေဒီအစီလက်စွပ်တွေကပို့ပြီးတော့လိုက်မယ်လို့ထင်တယ်အလေးစီလိုက်ပါလားအလေးဆိုရင်40သိန်းနဲ့တစ်လောက်600ပဲရှိရအလေးလိုက်ပါလား ။ဟုတ်တာပဲ။ဒါလေးကတဲတင်းလိုက်တယ်။ဒါလေးပဲလိုက်ပါ ဟုတ်ဒါလေးလိုက်ဒါလေးပဲလိုက်တော့ ။ကျောင်းဒီမှာ40တဲတင်း။တက်ဆုံးဒီကလေးပဲထည့်ပေးလိုက်တော့နော်။ ဒါလေးကတော့ညံကိုရှင်းသိမ်းပါနော် ဒီရှစ်သိန်းဟာဘာလို့ပြန်ပေးရလဲ ပိုက်ဆံရှင်းသိမ်းဟာဘာလို့ပြန်ပေးရလဲဆိုရင်တော့ကျွန်တော်တို့ပြင်မရနာဆိုင်မှာချေရရဲ့မျိုးသမီးတွေနဲ့အတူလက်စွပ်လေးတွေလာဝယ်မယ်ဆိုရင်တော့ပြန်ငွေ10သိန်းတက်တိရရှိမှာမို့ 10သိန်းဆိုရင်2သိန်း 20ဆိုရင်4သိန်း သိန်း90ဆိုရင်10သိန်းဒါကြောင့်မို့ ဒီနေ့ကိုရမယ်ဆိုရင်ဒီမိုင်းလာဆိုင်ကိုလာလာကြတော့နော်